ပြီးခဲ့တဲ့ဗီဒီယိုမှာအာဂျင်တီးနားအသင်းကနယ်သာလန်အသင်းကိုကွာတာဖိုင်နယ်မှာပယ်နယ်တီဆုံးဖြတ်နိုင်ခဲ့ပြီးတော့ဆီမီဖိုင်နယ်ကိုတက်ရောက်လာခဲ့ပါတယ်။အခုဆီမီဖိုင်နယ်မှာတွေ့ရမယ့်အသင်းကခရိုအေးရှားအသင်းနဲ့ပါ။ခရိုအေးရှားအသင်းကလည်းဘရာဇီးလိုအသင်းကိုကွာတာအဆင့်မှာပယ်နယ်တီဆုံးဖြတ်နဲ့တက်ရောက်လာခဲ့တာပါ။နောက်ပြီးအာဂျင်တီးနားနဲ့ခရိုအေးရှားအသင်း2018ကမ္ဘာ့ဖလားနောက်နဲ့တွေ့ခဲ့ပူပါတယ်။အဲ့တော့ခရိုအေးရှားအသင်းအာဂျင်တီးနားကို3ဂိုးမရှိနဲ့အုပ်စုဆင့်မှာနိုင်ခဲ့ပူပါတယ်။ပြီးတော့ခရိုအေးရှားအသင်း2018ကမ္ဘာ့ဖလားမှာဒုတိယရခဲ့တယ်လို့ဘရာဇီးကိုလည်းနိုင်လာခဲ့တာပါ။ဆိုတော့ပြောချင်တာက short တက်လို့မရတဲ့အသင်းတစ်သင်းမှာဒါဆိုအာဂျင်တီးနားနဲ့ခရိုအေးရှားဆီမီဖိုင်နယ်အကြောင်းပြောတာပေါ့။ပွဲစားတော့ပုံမှန်ပါပဲဟိုရောင်ဒီရောင်နဲ့ပါခရိုအေးရှားလည်းတစ်ခါတိုက်ဆင်မဲ့9နိုင်လောက်တဲ့အထိတော့မရောက်ခဲ့ပါဘူးခရိုအေးရှားနဲ့ရှင်တော့အာဂျင်တီးနားနည်းနည်းတာတယ်ပြောရမလားပဲအာဂျင်တီးနားတိုက်စစ်ကထိရောက်မှုပိုရှိခဲ့ပါတယ်စားသမားချင်းနိုင်ငံထိခိုက်မှုရှိပေမဲ့လည်းနယ်သာလန်နဲ့ပွဲလို့တော့ရံမဖြစ်တော့ပါဘူးဒီလိုနဲ့မိနစ်30မှာအာဂျင်တီးနားအသင်းခွင့်ရလာပြီးတော့အေဗာရော့က9သမားကိုကြော်သွင်းမလို့ပေမဲ့ခရိုအေးရှား9သမားဘောလုံးမထိပဲနဲ့အေဗာရော့ကိုပိတ်မိသွားလို့ဖြစ်တဲ့အတွက်ပယ်နယ်တီပေးလိုက်ရတာပါရလာတဲ့ပယ်နယ်တီတော့မက်ဆီယာပဲ9သမားရဲ့ပြပတ်တောင်သွင်းလိုက်ပြီးတော့အာဂျင်တီးနားအသင်းကိုဥဆောင်စေခဲ့ပါတယ်ဥဆောင်မှုပေးလိုက်တဲ့ခရိုအေးရှားလည်းချက်ချင်းတိုက်စစ်ဆင်လာပေမဲ့အာဂျင်တီးနားပဲဘောလုံးပြန်ရသွားခဲ့ပြီးတော့တံမြန်တိုက်စစ်ကနေဆင်မက်ဆီယာဆွဲပြေဖို့ကြိုးစားခဲ့ပေမဲ့ခရိုအေးရှားကစားသမားတွေထိပြီးလဲကျသွားခဲ့ပါတယ်။ဒါပေမဲ့မက်ဆီရဲ့ထိချက်သေးသေးလေးကနေပဲအေဗာရက်စီဘောလုံးရောက်သွားပြီးတော့ကွင်းလျန်လေးတယောက်တည်းဆွဲပြေသွားပြီးဆိုလိုကိုသွင်းမြတ်သွားခဲ့ပါတယ်။ဒီကိုကတော့အေဗာရက်ကိုမဖြစ်မနေချီးကျူးရမယ်ကိုပါ။ပထမဦးဆောင်ကိုပေးရလို့တိုက်စစ်ဆင်ခြင်းမှာပဲခရိုအေးရှားအသင်းကနောက်ထပ်တစ်ခုပေးလိုက်ရတာပါ။အဲနောက်မှာလည်းအာဂျင်တီးနားပဲဆက်ပြီးတိုက်စစ်ဆင်နေတော့မှာပဲ။ခရိုအေးရှားအနေနဲ့လည်းရှီဘာဝေးရဖို့တိုက်စစ်ဆင်နေပေမဲ့ရေပေါ်ရုပ်ရည်လိုပဲဘာမှအရာမထင်ပါဘူး။ဒီလိုနဲ့ပထမတစ်ပိုင်းကတော့2ဂိုးကုန်ရှိနေပဲအာဂျင်တီးနားအသင်းကဥဆောင်ထားပါတယ်။ဒီမှာကြားပြပြောချင်တာ2020ကမ္ဘာ့ဖလားမှာအာဂျင်တီးနားအသင်းကဆော်ရီအသင်းနဲ့ရှုံးတဲ့ပွဲရစပြီးတော့အခုဆီမီဖိုင်နယ်ထိအသာစီးကနေပဲပွဲတိုင်းကန်နေခဲ့ရတာပါ။လက်မခံနိုင်ဘူးလက်မခံခြင်းမှုဆိုရင်လည်းအစားဆုံးပွဲတွေပြန်ရှာကြည့်လိုက်ပါ။အာဂျင်တီးနားကပဲပွဲတိုင်းဥဆောင်ထားတာပါ။ဟုတ်ပါတယ်ပွဲတိုင်းမှာဥဆောင်ကိုတွေသွင်းပြီးအာဂျင်တီးနားကစားချလိုက်မှသာတစ်ဖက်အသင်းကပြန်ရှင်လာနိုင်တဲ့အဆင့်ပဲရှိတာပါ။ထားပါတော့ဒုတိယပိုင်းဆက်ပြောတာပေါ့။အာဂျင်တီးနားအနေနဲ့2ဂိုးဥဆောင်ထားရမယ်စိတ်မရသေးပါဘူး။ဘာလို့လဲဆိုတော့ဩစတြေးလျအသင်းနဲ့နယ်သာလန်ပွဲတွေဥပမာမို့လို့ပါကိုက2ဂိုးသွင်းပြီးအဖက်ဘက်ကနေတာနေရနေပွဲပြီးကနေမိနစ်80လောက်မှပြန်ပြီးချီပါကိုကြီးပြန်ပြီးနေရတာပါတကယ်လို့သာအာဂျင်တီးနားကစားမချလို့ရှိရင်ပြန်ရှင်ကန်မှုဆိုတော့တော်တော်မလွယ်တာပါထားပါတော့အဲ့ဒါတော့ဒုတိယပိုင်းအကြောင်းပဲပြောတာပေါ့ဒုတိယပိုင်းစမှာလဲခရိုအေးရှားအနေနဲ့ချီပါကိုရဖို့ကြိုးစားနေပြီမဲ့လဲမိုဒရစ်ရဲ့ပြစ်ဒဏ်မောတစ်စင်ကောင်းတဲ့လုံးလောက်ပဲရန်ကုန်စရာရှိခဲ့တာပါတစ်ဖက်မှာအာဂျင်တီးနားကတော့တစ်လုံးဆိုတစ်လုံးချင်းချောင်းနိုင်ခဲ့ပြီးတော့ခရိုအေးရှားကိုသမိုင်းလက်ဆွမ်းပြကောက်ပွဲမှုကြောင့်လည်းကိုထက်မပေးရတာပါအဲ့နောက်မှာတော့မက်ဆီကညာတောင်မန်းတစ်ဆင့်မဲ့အေရီယာရဲ့ဟီယိုတကိုတော့ကြောက်ဖြတ်လာပြီးအေဗာရက်အလှပါဆုံးဖန်တီးပေးခဲ့ပါတယ်အေဗာရက်ကလည်းအမိုင်းမရှိကိုသွင်းပေးခဲ့ပါတယ်တခါလေကြောက်လေသွင်းကိုရတဲ့ဖန်တီးမှုတွေပူပြီးလှပနေတတ်ပြီးတော့အဲ့ဒီလှပမှုမျိုးကမက်ဆီကဖန်တီးပြခဲ့တာပါအသက်20ကျော်နောက်ခံလူကတောက်ချောက်ဖီးရပြီးနေကြားနေပဲရောင်းရုံထွက်ပြီးလှုပ်ပြသွားခဲ့တာပါနောက်မှတီးလဲတာအေကစားသမားလည်းကျွန်တော်လိုပဲမက်ဆီပိတ်သက်ဖြစ်ပြီးတော့အခုမက်ဆီမှာကစားနေပါတယ်မိနစ်90လောက်မှာအာဂျင်တီးနားအသင်းက3ဂိုးမြောက်သွင်းပြီးမှတော့အစိမ်မကောင်းစွာပဲခရိုအေးရှားအဖက်ဖက်ကပြိုလဲသွားခဲ့ပါပြီချီပါကူရလို့ရညာစူးစမ်းခဲ့ရုံနဲ့တိတ်ပြီးတော့ဖတ်မတင်လာပါဘူးဘောလုံးပိုင်ဆိုင်မှုနဲ့တိတ်ပြီးအန်ရမများတဲ့ကန်ချက်လောက်ပဲရှိတာပါကစားသမားပြောင်းလဲလုပ်ခဲ့ပေမဲ့လည်းဒုံရင်ဖြစ်နေခဲ့ပြီးတော့ပွဲပြီးဖို့ပဲနီးကပ်လာခဲ့ပါတယ်မက်ဆီကတော့ final တက်မလေးကြသားဖြစ်တဲ့အတွက်ပွဲပြီးခင်မှာပဲပြုံးစီစီကိုဖြစ်နေပါပြီနောက်ပြီးခရိုအေးရှားကစားသမားတွေကိုလင်းခွန်ရင်းနဲ့ပြည့်တယ်မော်ရခဲ့တဲ့နောက်မှာလည်းမြက်ခင်းစိမ့်မော်လိမ့်နဲ့ရေမောနေကြတာပါအာဖလာ final ရောက်ဖို့ဆိုတာတေချာသွားခဲ့တယ်လို့ပဲပွဲရလေးပြီးဆုံးသွားခဲ့ပါတယ်ခရိုအေးရှားအသင်းအနေနဲ့လည်းချီပါကူရဖို့ကြိုးစားခဲ့ပေမဲ့ချီပါကူများလိုက်ပါဘူးဒါပေမဲ့တတိယလူပွဲမှာတော့ခရိုအေးရှားတတိယရခဲ့ပါတယ်။အာဂျင်တီးနားအသင်းကတော့2020ကမ္ဘာ့ဖလားရဲ့ဘူလူပွဲကိုတက်ရောက်နိုင်ခဲ့ပါပြီ။ပွဲအကောင်းဆုံးဆုကိုလည်းတကိုးသွင်းတကိုးဖန်တီးပေးခဲ့တဲ့မက်ဆီယာပဲရသွားခဲ့ပါတယ်။ပွဲပြီးမှလည်းအားလုံးအိတ်ဆေးပါပဲ။ခရိုအေးရှားအသင်းကောင်းဆုံးမိုဒရစ်ကတော့ကမ္ဘာ့ဖလားမက်ဆီနဲ့ပဲထိုက်တယ်မှာလေလို့အောင်ပြောခဲ့ပါသေးတယ်။ဒါပါတော့အဲ့လိုနဲ့အာဂျင်တီးနားတို့ကမ္ဘာ့ဖလားဘူလူပွဲကိုရောက်လာပြီးတော့တွေ့ရမယ့်အသင်းက2018ကမ္ဘာ့ဖလားချန်ပီယံပြင်သစ်နဲ့ပါ။2018တုန်းကလည်းအာဂျင်တီးနားနဲ့ပြင်သစ်တို့က16သင်းရှုံးထွက်မှာတွေ့ဆုံခဲ့ပြီးတော့အဲ့တော့ကပြင်သစ်က4ဂိုး3ဂိုးနဲ့နိုင်ခဲ့တာပါ။အာဂျင်တီးနားတော့ထွက်လာရတာပေါ့။အေကို3ခုဆိုပေမဲ့အဲ့တော့ပြင်သစ်ကအသာစီးနိုင်တော့တာပါအခုပိုလူပွဲမှာပြန်တွေ့ပါပြီအခုပိုလူပွဲတွေမပြောခင်မက်ဆီရဲ့အိမ်မက်ကြောင့်ပြောတာပေါ့ဘောလုံးနဲ့ပတ်သက်တဲ့ရီမန်းချက်အိမ်မက်ပေါ့လေမက်ဆီလူငယ်ကစားသမားဘဝ10ကျော်တက်တော့အင်တာဗျူးတစ်ခုမှပြောဥပါတယ်အင်တာဗျူးလေးကြည့်ကြည့်ပါ sueño un sueño en el fútbol en la vida lo que vos quieras no, en el fútbol obviamente ser campeón del mundo ဗီဒီယိုမှာအင်တာဗျူးရဲ့သူကမင်းပေါ်မှာဘာဖြစ်ချင်လဲဆိုတော့မက်ဆီကကမ္ဘာချန်ပီယံဖြစ်ချင်တယ်လို့ဖြေခဲ့တာပါအဲနောက်နှစ်တွေကြာပြီးသူ့ရဲ့အကောင်းဆုံးချန်ပီယံရနမှာ2014မှာကမ္ဘာ့ဖလားရဖို့နှိစက်ခဲ့ပါသေးတယ်အဲတော့ဘရာဇီးမှာကျင်းပတဲ့2014ကမ္ဘာ့ဖလားမှာမက်ဆီနဲ့အာဂျင်တီးနားတို့ဘိုလိုပွဲတွေကိုတက်အောင်နိုင်ခဲ့ပေမဲ့လည်းဂျာမနီရဲ့အတွေ့မှာတော့အရှုံးပေးရတဲ့ကြောင့်ကမ္ဘာချန်ပီယံဖြစ်ခွင့်မရလိုက်ပါဘူးအဲနောက်အင်တာဗျူးတစ်ခုမှာလည်းမင်းရဲ့ဘလွန်တော်5စုနဲ့ကမ္ဘာ့ဖလားတစ်ခုလဲမလားဆိုတော့လဲမယ်လို့ဖြေခဲ့ပူပါတယ်အဲတော့မက်ဆီမှာဘလွန်တော်5ခုပဲရှိခဲ့သေးတာပါနောက်ပြီးအင်တာဗျူးမှာလည်းမင်းအနေနဲ့ပြန်ကန်နေတဲ့ပွဲမင်းမြတဲ့ပွဲရှိတယ်ဆိုတော့လည်းမက်ဆီ2014ကမ္ဘာ့ဖလားဘိုလိုပွဲကိုပဲပြန်ကန်နေတယ်လို့ပြောတာပါဒါဟာမက်ဆီဘလောက်တောင်ကမ္ဘာ့ဖလားလိုချင်နေဆိုတဲ့တတ်သိတွေပါ
အခုသူ့အတွက်ဒုတိယခွင့်ရေးပြန်ရလာပါပြီသူ့အတွက်နောက်ဆုံးကမ္ဘာဖလားလေးဖြစ်သွားနိုင်လို့နောက်ဆုံးခွင့်ရေးလေးဖြစ်ပါတယ်အဲ့တော့ပြင်သစ်နဲ့အာဂျင်တီးနားရဲ့ကမ္ဘာဖလားဘိုးပွဲကြောင့်ပြောတာပေါ့ပွဲစားပါပြီဆိုပြီးခရမ်းမုတ်ကလေးအာဂျင်တီးနားပဲတောက်လျှောက်တိုက်စစ်ဆင်နေကြတာပါကျွန်တော်ရှိရပြောခဲ့လို့ပါပဲအာဂျင်တီးနားကိုရှင်နိုင်တဲ့အတင်းရှိကိုမရှိခဲ့တာပါအခုလည်းအာဂျင်တီးနားပဲတောက်လျှောက်တိုက်စစ်ဆင်နေခဲ့ပြီးတော့ပြင်သစ်အနေနဲ့မိနစ်10လောက်မှာပဲပြစ်ဒဏ်ပေါ်တစ်စင်ကောင်းတက်ချက်တစ်လုံးလောက်ပဲရှိတာပါအဲ့တော့20မိနစ်မှာဒီမာရီယိုတမ်ဘီလီကအေရီယာထဲမှာပြစ်ဒဏ်ပေါ်ကျူးလွန်တာကြောင့်အာဂျင်တီးနားတို့ပြင်ရသွားခဲ့ပါတယ်ရလာတဲ့ပင်နယ်တီကိုမက်ဆီကအမှားရမရှိကန်သွင်းခဲ့ပြီးတော့အာဂျင်တီးနားဦးဆောင်စေခဲ့ပါတယ်ပင်နယ်တီဆိုမှပြောရပါအောင်မယ်မက်ဆီရဲ့ပင်နယ်တီကန်နက်စနန်အရင်ပုံစံနဲ့မတူပါဘူးအရင်ကကန်တော့ဆိုတန်းကန်တာဖြစ်ပြီးတော့အခုကကိုသမားရဲ့တခြားလောက်ကိုစောင့်နေကန်တဲ့ပုံစံမျိုးပါဒါကြောင့်လည်းပင်နယ်တီကဖမ်းဖို့ခတ်ပြီးတော့ပိုလန်ကစားသမားဆက်စနီပဲကာကွယ်နိုင်ခဲ့တာပါအခုလိုမျိုးကိုသမားကိုစောင့်ပြီးမှကန်တဲ့နီးစနစ်ကိုမက်ဆီဟိုးရင်10စုနှစ်တခုလောက်ကသုံးခဲ့ပြီးမှမသုံးတာတော့ကြာပါပြီအခုမှပြန်သုံးတာပါဒီလိုနဲ့အာဂျင်တီးနားအသင်းတို့ကဦးဆောင်နေပြီးတော့ပြင်သစ်ကလည်းပင်လယ်တိုက်စစ်ဆင်ဖို့အလုံးမှာဘောလုံးကပြတ်သွားခဲ့ပါတယ်အဲ့ဘောလုံးအပြက်ကနေပြန်မက်လက်စတာနဲ့မက်ဆီကိုဘောလုံးပေးလိုက်ပါတယ်မက်ဆီကလည်းအဗရာစီကိုတဆင့်အဗရာကနေမက်လက်စတာစီတဆင့်ပြန်ပေးလိုက်ပါတယ်မက်လက်စတာလည်းဒီမာရီစီမျိုးထုတ်ပေးလိုက်ပြီးတော့ဒီမာရီယာလည်းအဆုံးသတ်ပေးခဲ့ပါတယ်အာဂျင်တီးနားတို့ကပြင်သစ်ကို2ဂိုးပြတ်နဲ့ဦးဆောင်လိုက်ပါပြီ sorry နဲ့ပွဲရလဲလို့ final ထိတောက်လျှောက်ကိုအာဂျင်တီးနားပဲတစ်ဖက်အသင်းကို2ဂိုးမရှိနဲ့ဦးဆောင်ထားခဲ့တာဖြစ်ပြီးတော့အာဂျင်တီးနားကိုဂိုးရင်စသွင်းနေတဲ့အသင်းက2020နဲ့ကမ္ဘာဖလားမှာမရှိပါဘူးပြောချင်တာအာဂျင်တီးနားကိုဘယ်အသင်းမှမရှင်နိုင်ခဲ့ဘူးဆိုတာပါဒီမာရီယာ2ဂိုးမြောက်သွင်းပြီးမှတော့အာဂျင်တီးနားပြည်သူတွေရင်းနေမှာတော့ဒါငါတို့ဖလားလို့တွန်းနေကြမှာသိကြပါပဲပြင်သစ်နေလဲအာဂျင်တီးနားကိုရှင်မရအောင်ပထမပိုင်းမပြီးခင်မှာပဲလူစားတွေလဲနေခဲ့ရတာပါပြပိုင်းရောက်လာတော့တိတ်မထူးလာပါဘူးအာဂျင်တီးနားကိုလုံးဝမရှင်နိုင်ခဲ့တာပါနာမည်ကြီးကစားသမား900တောင်မပြည့်တဲ့အာဂျင်တီးနားကမ္ဘာကျော်ကစားသမားတွေစုကန်နေတဲ့ပြင်သစ်ကိုထင်းချုံနေခဲ့တာပါဒါပေမဲ့ပွဲရမပြီးသေးပါဘူးပွဲရဲ့လေပြောင်းပြင်သစ်ကလောက်ခဲ့တာမဟုတ်ဘဲနဲ့အာဂျင်တီးနားကလောက်ခဲ့တာပါအဲ့ဒါတော့64မိနစ်မှာဒီမာရီယိုလူစားလဲလိုက်တာပါဒီမာရီယိုဘာအတွက်တိုက်စစ်မှာအေဗာတယောက်ပဲကြံခဲ့တာပါမက်ဆီကဘယ်ရောက်နေလဲဆိုတော့မက်ဆီကပွဲစားပဲတိုက်စစ်မှာမပါပါဘူးမက်ဆီကကွင်းလင်လောက်ကစောင့်ပြီးတော့ဘောလုံးပြန်ဖြတ်နေ play maker လုပ်နေကြတာမလို့ပါအဲ့တော့တိုက်စစ်မရှိတဲ့အာဂျင်တီးနားအနေနဲ့လောက်စရာတစ်ခုပဲကြံလာတော့တယ်ဒါကတော့ရတာတဲ့ကိုပွဲပြီးရတဲ့ထင်းဖို့ပါဒီလိုနဲ့ပွဲကစားခြင်းမိနစ်80နောက်ကတ်လာခဲ့ပါပြီပြင်သစ်အနေနဲ့ဖြစ်ဖြစ်မှကိုပေါက်ချင်းချောင်းမဖြစ်သေးပါဘူးဒါပေမဲ့လည်း98မိနစ်ရောက်မှာပဲအာဂျင်တီးနားပြည်နယ်ပေါ်ကျွန်းလုံးရဲ့အတွက်ပင်နယ်တီပေးလိုက်ရပါတယ်ရလာတဲ့ပင်နယ်တီကိုတော့အမ်ပါပီရဲ့ကန်သွင်းသွားခဲ့ပြီးတော့2ဂိုးတကူဖြတ်သွားခဲ့ပါတယ်ပွဲကပြောင်းပြန်လန်သွားခဲ့ပါပြီပြင်သစ်ကတီးရဖို့တောက်လျှောက်တိုက်စစ်ဆင်နေခဲ့ပြီးတော့အာဂျင်တီးနားအနေနဲ့ပိတ်ဆော်တာလွဲပြီးဘာမှမလုပ်နိုင်တော့ပါဘူးချီပါကိုပြီးပြီးရကြည့်မှာပဲမက်ဆီရဲ့ဘောလုံးပြက်ကတစ်စင်ပြင်သစ်ကချက်ချင်းပဲဘောလုံးပြန်ရသွားပြီးတော့အမ်ပါပီကနောက်တစ်လုံးထပ်သွင်းသွားခဲ့တာပါတပွဲလုံးကိုကအသာစီးဆော့နေရနေချီပါကို2ဂိုးချက်ချင်းဆိုသလိုပေးလိုက်ရတာပါအဲ့တော့အာဂျင်တီးနားတို့ကစားကောက်ကလုံးဝဖတ်ဆယ်မရအောင်ပြတ်သွားပြီးတော့ပြင်သစ်ကပဲအနိုင်ကိုပြန်ယူဖို့တိုက်စစ်ဆင်နေခဲ့တာပါဒီလိုနဲ့မိနစ်90ပြီလို့ချင်းမိုး10မိနစ်ပြီးခဲ့ပြီးတော့69မိနစ်မှာကန်ခဲ့တဲ့မက်ဆီရဲ့ကန်ချက်လုံးတော့ပဲအာဂျင်တီးနားတွေရန်ကုန်ရရှိခဲ့ပြီးတော့ပွဲတော်2ဂိုးစီနေပဲပြီးသွားခဲ့ပါတယ်အဲ့ဒါကြောင့်ချင်းမိုးကန်ရပါတော့မယ်ချင်းမိုးမှာတော့အာဂျင်တီးနားတို့ဆော်ခံရပြီလို့ကျွန်တော်စိတ်ထဲမှာထင်နေခဲ့တာပါဘာလို့လဲဆိုတော့ဒီမာရီယာနဲ့အေဗာရိုတော့ထွက်သွားခဲ့ဖြစ်လို့ပါလူစားဝင်လာတဲ့လော်တာရိုမာရီနက်ကဒီ2020နှစ်ကမ္ဘာဖလားမှာလုံးဝအားမကိုရပါဘူးဒါပေမဲ့လည်းထင်လို့မဟုတ်ဘဲနဲ့အချိန်မိုးကန်တဲ့အချိန်မှာတော့အာဂျင်တီးနားပြန်လာတာပါဒါပေမဲ့ကိုတော်မြာပဲအချိန်မိုးပထမပိုင်းကတော့သေစီနေပါပဲဒီလိုနဲ့အချိန်မိုးဒုတိယပိုင်းဆက်လို့109မိနစ်ရောက်မှာတော့အာဂျင်တီးနားတို့တိုက်စစ်ကတည်းကအန်ဆိုကမာရီနက်အတွက်ဖန်တီးပေးခဲ့ပါတယ်မာရီနက်ကကန်လိုက်ပြီးမှကိုသမားကကွယ်လို့ချလာတဲ့ဘောလုံးကိုမက်ဆီကညာချင်းနဲ့ပေးသွင်းပြီးတော့အာဂျင်တီးနားကို3-2နဲ့ပြန်ပြီးဦးဆောင်စေခဲ့တာပါဒါပေမဲ့အပြည့်တော့မပြောရသေးပါဘူးပွဲပြီးကို73မိနစ်လူသေးလို့ပါဘယ်ချိန်ပြင်သစ်ကပြန်သေးအောင်မယ်ဆိုတော့မသိရတဲ့အတွက်ကြောင့်လည်းပါပါတယ်ထင်းတိုင်းမှာပဲ115မိနစ်ရောက်မှာအမ်ပါပီကန်လိုက်တဲ့ဘောလုံးကမွန်တီရဲလက်နဲ့ထိသွားတဲ့အတွက်ပင်နယ်တီပေးလိုက်ရပြန်ပါတယ်အမ်ပါပီရဲ့ပဲ3ဂိုးမြတ်ဟက်ရစ်ကိုရယူသွားခဲ့ပြီးတော့3ဂိုးစီတေးကျသွားခဲ့ပြန်ပါပြီအာဂျင်တီးနားရဲ့မျှော်လင့်ချက်ကတော့တစ်ခုပဲကျန်ပါတော့တယ်အဲ့ဒါတော့ပင်နယ်တီဆုံးဖြတ်ကိုသွားဖို့ပါပဲဝဲကျင်တွင်းမှာတော့အနိုင်ရဖို့မဖြစ်နိုင်တော့ပါဘူးဘာလို့လဲဆိုတော့တပွဲလုံးကိုကပဲစသွင်းကိုပဲအသာစီးနဲ့စောင့်နေတော့ပြန်မထိနိုင်တဲ့အတွက်ကြောင့်ပါအချိန်မပြေဖို့ရင်းတင်းနဲ့စောင့်နေတော့မှပဲမထင်မှဖိနဲ့123မိနစ်ရောက်မှပြင်သစ်ကအပိုင်ခွင့်ရသွားခဲ့ပါတယ်အဲ9စာဝင်တော့အာဂျင်တီးနားငိုဖို့ပဲကြံလာတော့တယ်ဘာပင်နယ်တီမှလည်းကန်ရတော့မှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့အဲ9စာဝင်တော့အချိန်လည်းကွက်ရီပြေးဖြစ်လို့ပါဒါပေမဲ့ကိုလိုမူအန်နီရဲ့ပိုင်ခွင့်ကိုအာဂျင်တီးနားကိုသမားမာရီနက်ကကာကွယ်ပေးသွားခဲ့ပါတယ်အဲဒီကန်ချက်ကအခုချိန်အာဂျင်တီးနားပြည်သက်တွေပြန်မြင်နိုင်ရင်ထိနေဖြစ်နေတော့မှာပဲတကယ်လို့များကိုသွန်ဆိုတော့တွေးတောင်တွေးရစရာကြီးပါမက်ဆီနဲ့2ချိန်ဆက်ကမ္ဘာဖလားရှုံးနေဆိုတဲ့ရက်ပါနောက်ကလိုက်လာမှာပါအဲဂိုးလည်းမဝင်သွားတဲ့အတွက်3ဂိုးတီနေပဲပွဲရပြီးသွားခဲ့ပြီးတော့ပင်နယ်တီဆုံးဖြတ်ကန်ရတော့မှာပါပင်နယ်တီမှာတော့ပြင်သစ်ကစကန်ခဲ့ပြီးတော့အမ်ပါပီရဲ့စကန်မှာပါပထမဆုံးပင်နယ်တီအမ်ပါပီကပဲအမှားမရှိမရှိကန်သွင်းသွားခဲ့ပါတယ်အာဂျင်တီးနားဘက်ကလည်းမက်ဆီကစကန်ခဲ့တာဖြစ်ပြီးတော့တတရာပဲဂိုးကန်သွင်းခဲ့ပါတယ်ဒုတိယမြောက်ပင်နယ်တီမှာတော့အာဂျင်တီးနားကိုမာရီနက်ကကာကွယ်သွားခဲ့ပါတယ်ပင်နယ်တီပတ်သက်တော့မာရီနက်ကလည်းပဲထိဆုံးမှရှိနေရဆိုတော့တေချာပါပဲအာဂျင်တီးနားရဲ့ဒုတိယမြောက်ပင်နယ်တီမှာတော့ဒိုင်ဘာလာနေပြီးအမှားမရှိကန်သွင်းခဲ့ပြီးတော့အာဂျင်တီးနားတို့ဦးဆောင်စေခဲ့ပါတယ်တတိယမြောက်ပင်နယ်တီမှာတော့ပြင်သစ်ကစားသမားချူအာမန်နီကကိုပေါ့မတိတ်ခဲ့ပြန်ပါဘူးဒီခါတော့ပြင်သစ်တို့တကယ်ရှုံးမိထင်ပါတယ်အာ
အာဂျင်တီးနားတော့တတိယမြောက်ပင်နိုင်မှာလေ6ထက်ရခဲ့တဲ့အတွက်နောက်တစ်ခုသာဝင်အာဂျင်တီးနားအသင်းကကမ္ဘာချန်ပီယံဖြစ်ပါပြီဒီလိုနဲ့စတိုရာမြောက်ပင်နိုင်မှာတော့ပြင်သစ်က9ရသွားခဲ့ပါတယ်အာဂျင်တီးနားအတွက်စတိုရာမြောက်ပင်နိုင်ကိုတော့မွန်တီရဲကန်သွင်းမှာပါအခုသာဝင်အာဂျင်တီးနားကကမ္ဘာချန်ပီယံဖြစ်ပါပြီမွန်တီရဲလည်းစတိုရာမြောက်ပင်နိုင်ကိုအမှားယွင်းမရှိကန်သွင်းလာခဲ့ပြီးအာဂျင်တီးနားလည်းကမ္ဘာချန်ပီယံဖြစ်သွားခဲ့ပါပြီမက်ဆီကမွန်တီရဲပင်နိုင်ကိုဝင်ချင်မှာပဲချက်ချင်းတွတ်ချလိုက်ပြီးအောင်ပွဲခံလိုက်ပါတယ်ဘောလုံးကမက်ဆီကိုပြည့်စုံစေခဲ့တယ်လို့မက်ဆီကလည်းဘောလုံးတွေပြည့်စုံသွားခဲ့ပါပြီနာမည်ကျော်ဆိုလို့လက်ချိုးရင်တော့တစ်ဖက်မပြည့်တဲ့အာဂျင်တီးနားအသင်းကကမ္ဘာဖလားရသွားခဲ့ပါတယ်မက်ဆီမရှိရင်ဒီလူစင်းကကမ္ဘာဖလားမရနိုင်လို့မက်ဆီနဲ့အာဂျင်တီးနားအတွက်ဆိုပြီးတကွင်းလုံးပတ်ပြနေတဲ့အာဂျင်တီးနားကစားသမားတွေနဲ့မိုင်းနဲ့လူကိုသမားမရှိရင်လည်းမက်ဆီကမ္ဘာဖလားရဖို့မလွယ်ပါဘူး။ဘာပဲဖြစ်ဖြစ်အာဂျင်တီးနားဖလားရတာမက်ဆီရနဲ့အတူတူပါပဲ။ပွဲပြီးမှတော့မက်ဆီက Man of the Match လေးရခဲ့လို့ပြန်ပွဲရဲ့အကောင်းဆုံးဆုလေးရခဲ့ပါတယ်။ကိုသွင်းများဆုံးတော့အမ်ဘာပေ၈ဂိုးဖြစ်ပြီးတော့မက်ဆီက9ဂိုးပါ။မက်ဆီကလည်းကမ္ဘာဖလားရွှေဘောလုံး2ကြိမ်ထိရခဲ့ပြီးတော့သူတယောက်တည်းပဲအဲ့လို2ကြိမ်ရဦးတာပါ။ဘာလို့နှစ်ခါတော့ရလဲဆိုတော့မက်ဆီဖြစ်နေလို့ပါ။မက်ဆီထက်ပိုကောင်းတဲ့ကစားသမားမရှိခဲ့သလိုခုထိလည်းမရှိသေးပါဘူး။နောက်တစ်ချိန်မှာတော့ရှိလာမှာပေါ့လေ။ဘာပဲဖြစ်ဖြစ်2020နှစ်ကမ္ဘာဖလားဖိုင်နယ်ကမက်ဆီနဲ့အာဂျင်တီးနားပြည်သက်တွေအတွက်တော့လုံးဝမေ့မြင်တဲ့ပွဲဖြစ်မှသိကြပါတယ်။2014တုန်းကကမ္ဘာဖလားဖိုင်နယ်အရှုံးကိုပြန်မပြနိုင်ခဲ့ပေမဲ့လည်းရှုံးကောင်းကောင်းကြီးကုစားပေးနိုင်မယ်ဆိုတော့သိကြပါပဲ။ကဲဒီဗီဒီယိုကတော့လောက်ပါပဲ။ Sorry နောက်ထောင်ပြီးလို့လည်းကျေးဇူးတင်ပါတယ်။ဒါပါပဲ။